င်္ဂလာဗျဒီနေ့မှာတော့ကျွန်တော် Alpha ရဲ့အခုအသစ်ဆက်ထွက်ရှိတာရဲ့ Legend Skin နဲ့ဆော်ပြမှာဖြစ်ပါတယ် Legend Skin ဒီအားလုံးထဲမှာဒီ Skin ကတော့ကျွန်တော်အမြင်နဲ့ဆိုရင်လုံးဝအလှဆုံးနဲ့အမိုက်ဆုံးလို့ခံစားရဗျ Skin effect တွေကစလုံးဝမိုက်ပါရဲ့အဲ့ဒါကိုကြည့်ချင်တော့ဒီမှာကြည့်လိုက် record အစားလုံးကလမ်းစရိုက်ပဲတခြား Legend Skin နေနဲ့မတူတာကြောင့်သူကေးဆယ်ခါရပြီဆိုတာနဲ့အရှောင်ပြောင်းသွားတာမျိုးပါရှောင်ပြောင်းသွားတာကြတော့ကိုရီးယားတည်းမြင်ရမဟုတ်ပဲနဲ့ enemy ရောကွာကိုယ့်ရဲ့တရားလူတွေရောမြင်ရအဲ့လိုမျိုးဆိုရင်အရှောင်ရအောင်မိုက်ပါခံမှန်းကြည့်ရတော့ဒီ skin ကိုယူခြင်းနဲ့ဆိုရင်တော့ diamond 1000လောက်တော့ရမှာဖြစ်ပါတယ်။ကံကောင်းပြီးတော့ဒီတိုင်းပေါက်သွားရင်တော့ကံကောင်းတာပေါ့နော်။ဒီ diamond 1000သုံးပြီးရဲ့ခါကျရင်လည်းရွှေအောင်ကပ်ပြားနေကွာအဲ့လိုနံပါတ်တွေရကွာအဲ့အမျိုးတွေအရန်အရောက်မိုက်ပါတယ်။အကေကြီးဆိုရင်တော့ငွေအောင်ကပ်ပြားမသုံးဘဲနဲ့ရွှေအောင်ကပ်ပြားနဲ့အဲ့လိုမျိုးလုံးဝနမည်ရအောင်လို့အခုတွေကလှည့်လိုက်ပါတော့ဒီ skin မှာကျွန်တော်အကြိုက်ဆုံးဆိုရင်တော့ကောပေါ်ပြားသီလားဒီတော့ကောဆိုရင်ကျွန်တော်တော်တော်ကြီးကိုကြိုက်ပါတယ်အရန်ကိုမိုက်တယ်တခြား skin တွေနဲ့မတူဘဲနဲ့တော်တော်ကြီးကိုလှတာပါအဲကကေးရပြီးသွားရင်ဆိုရင်တော့ဒီ Alpha skin ကဒီအောင်ပြောင်းတော့မှာဖြစ်ပါတယ်ကြည့်ပါ scale effect လေးကိုကျွန်တော်ဆန်းပြထားရင်နော် scale effect လေးရတော်တော်တို့မိုက်တာမို့လို့လိုအပ်ဖြစ်ဝဲတင်ပါတယ် Alpha player ဆိုရင်တော့ဆက်ဆက်ဝရှိတင်တဲ့ skin မှာအရန်ရအောင်မိုက်ပါတယ်ကျွန်တော်ကတော်တော်လေးကိုသဘောကျတယ်အခုဆိုရင်ဗျာအာတီတုံးပြမယ်နော်အာတီဆိုရင်လည်းလုံးဝကျွတ်စင်လုံးဝမိုက်ပါတယ်လုံးဝမိုက်တာပါဆိုရင်ဗျာလေးတိုက်တဲ့လူတွေဆိုရင်ဆောင်းမိုက်မယ်နောက်ပြီးတော့ဒီတိုင်းဘယ်လိုပြောရမလဲတရုတ်ကားကိုရှောက်သွားသလိုမိုက်တာပါအဲအဖိုင် Alpha Legend Skin ကတော့မလာ22ရက်နေ့ကစပြီးတော့လာဖြစ်ပါတယ်ဗျာဈေးသက်တာနဲ့လိုချင်နေဆိုရင်တော့ဒီအခုကျွန်တော်ပြထားရရှိမှာ diamond လေးနဲ့ဝယ်ပြီးတော့ဖောက်ကြည့်ကြပါဆိုရင်တော့ဗျာ brother အနေနဲ့ပို့ပြီးတော့တန်မှာဖြစ်ပါတယ် even short skin တွေကလည်းဗျာအရှမ်းကိုများပြီးတော့တော်တော်လေးကိုမိုက်ပါတယ်ဒီရဲ့ legend skin hanabi skin တွေအပြင်တခြား skin များအများကြီးလည်းပါပါတယ်ဗျာ alpha skin ကိုမကြိုက်ဘူးဆိုရင်တော့ကိုလိုချင်တဲ့ skin ကိုဒီမှာလဲလို့ရရဗျာကိုမမီလိုက်တဲ့ event တွေအတွက်ဒီမှာယူလို့ရပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဗျာ